ဒါကတော့ပိတ်ပလဲလေးပါ10 ရက်တီကျော်ပါလေဒါမွေးပလဲလေးတွေပါနီလာကြောက်စိမ့်မြအစိမ့်ဒါကတော့မြအစိမ့်မဟုတ်မြဒီဘက်မှာဒါမြဒီဘက်ကပြောင်ကောင်းစိမ့်တန်နာနီလာမဟူယာနီလာဘယ်ဘက်မှာပါလဲနီလာလေးကကြောက်နီလာဒီမှာဒါလေးတွေကတော့ပရမများလေးတွေဒါပြောင်ကောင်းစိမ့်ဒါကြတော့ကားနဲ့ကလေးတွေဒါပရမများအကျိုင်းလေးတွေပြောင်ကောင်းစိမ့်အကျိုင်းလေးတွေဒါလေးကတော့အခြားပေါ့နော်အခြားကြောက်လေးဖျဲဥအကျန်းလေးတွေဒါကတော့ Plutobus ပရမများကြောက်စိမ့်ဒါလေးကရောင်စုံအစိမ့်တလင်းစိမ့်လို့လည်းခေါ်တယ်ဒါနီလာလုံးကျော်ဒါမွေးပလဲ10ပွင့်ဒါကတော့ပိတ်ပလဲပါဒီပိတ်ပလဲကတော့ရှယ်ပါဒီပိတ်ပလဲကတော့ရွှေရောင်ပိတ်ပလဲပါ10 ရက်တီကျော်ပါတယ်တန်မိုးဆိုရင်3,800,000လောက်ရှိပါတယ်ရှင်15 ရက်တီလောက်ရှိတဲ့အလုံးကြီးပါကဲယနေ့ကုသိုလ်ငကယုံဖျားမှာထပ်ပနာမဲ့ပစ္စည်းများမှာယနေ့ကုသိုလ်ဝမ်းမြောက်လို့မောတာဓုခေါ်ဆိုကြပါကုန်ကျွန်တော်ရဲ့ထပ်ပနာပစ္စည်းများကုသိုလ်ဝမ်းမြောက်လို့မောတာဓုခေါ်ဆိုကြပါကုန်ကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်တာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်တော်တာဓု